ဥစွာဘုရားခင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်။တရားတော်နေ့တည်းမှာဝမ်းမြောက်ခြင်းကြမ်းမှခြင်းနဲ့တူပြန်လည်၍တက်ရှိခွင့်ပေးတဲ့အတွက်ဘုရားခင်နာမတော်တာ၍ဘုန်းကြီးပါစေ။ဓမ္မမိတ်ဆွေများအားလုံးတခင်ရှု၏ကျေးဇူးတော်ခံစားကြပါစေလို့နှုတ်ဆက်ပါတယ်။ဒီမနေ့ကျွန်တော်ခွာယူဖြစ်တဲ့ဓမ္မကျမ်းစာကိုအနည်းငယ်ဝေမျှချင်ပါတယ်လို့89ခုမြောက်သောဆန္ဒအပိုင်းငယ်30 34 35အထိကျွန်တော်ဖတ်ခဲ့ပါတယ်ဒီနေရာကိုကျွန်တော်တို့ဖတ်တဲ့အခါမှာဘုရားခင်ဟာကျွန်မတို့ပေါ်မှာတနာချင်းဂယုဏဘယ်လောက်ကြီးမားတယ်လဲဆိုတဲ့အကြောင်းကိုရေးထားတာတွေ့ရပါတယ်ဘုရားခင်ဟာဂတိတည်သောဘုရားတစ္ဆာရှိသောဘုရားဖြစ်ကြောင်းကိုကျွန်မတို့တွေ့မြင်နေရပါတယ်ပြီးတော့ဘုရားခင်ဟာသူကိုယ်တိုင်ကျေဆိုထားတဲ့စကားတော်ဟာဖောက်ပြခြင်းမရှိဘူးဆိုတာကိုတွေ့ရပါတယ်သူကိုယ်တိုင်ပြောဆိုထားတဲ့စကားတော်သူကိုယ်တိုင်ပြောဆိုထားတဲ့ဂတိတော်ပြည့်စုံစေသောဘုရားဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်အာမင်ဒါကြောင့်ဒီတမန်ကျမ်းစာကိုဖတ်တဲ့အခါမှာကျွန်တော်တို့အများကြီးခွန်အားဖြစ်စေပါတယ်တခါတရာဘုရားခင်ဟာကျွန်မတို့သူ့သားဖြစ်တဲ့ကျွန်မတို့ဟာဘုရားရှေ့မှာမကောင်းတာလုပ်မိပေမဲ့သူ့စကားတော်ကိုမနာထောင်ခဲ့တာရှိခဲ့ပေမဲ့သူ့ရဲ့တနာချင်းဂယုဏအလွန်ကြီးမားတယ်ဆိုတာတွေ့ရပါတယ်သူ့ရဲ့မေတ္တာတော်ဟာအလွန်ကြီးမားတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ကျွန်မတို့ကိုးကွယ်တဲ့ဘုရားခင်ဟာတကယ်ကြီးမားတဲ့မေတ္တာတော်အရှင်ဖြစ်ပါတယ်တကယ်ကြီးမားတဲ့တစ္ဆာတော်အရှင်ဖြစ်ပါတယ်တကယ်ကြီးမားတဲ့တနာချီဂယုဏနဲ့ပြည့်စုံသောအရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်အဖြစ်ဝင်ငါချင်ပါတယ်အားလုံးပေါ်ဘုရားခင်ကောင်းကြီးပေးပါစေအာမင်